မင်္ဂလာပါအခုတစ်ခေါက်လဲဒီချေတို့ Roots of Quadratic Equation အခန်းကမိကုံးဟောင်းတစ်ပုဒ်ကိုတူတူတွက်ပါမယ်2022 January paper 2 regional paper ပါမိကုံးကပြီးရင်ဒါဆယ်မှတ်တန်မိကုံးပေါ့နော် The equation 2x squared plus 4x plus 3 has roots alpha and beta ပေးထားတဲ့ original equation ကနေဒီချေတို့ ABC ရပါမယ်ဒါပြီးရင်ရေးမယ်ပေါ့နော်နံပါတ် A ကကြတော့ဒီချက်တော့ without solving this equation show that alpha square plus beta square equal to 1 with number B without solving this equation find the value of alpha 4 plus beta 4 C hence found a quadratic equation with integer coefficients which has roots alpha 4 and beta 4ကဲစပြီးတော့ဒီချက်တို့တွက်ကြမယ်အရင်ဆုံးဆက်စချင်းဒီချက်တို့က ABC တန်ဖိုးကိုရှာရမယ်ပေးထားတဲ့ equation ကို ax square plus bx plus c နဲ့တွဲရေးလိုက်ပါမယ်ဒါဆိုလို့ရှိရင် a တန်ဖိုးက2 b တန်ဖိုးက4 c တန်ဖိုး3ရပါတယ်ပြီးရင်ဒီချက်အမြဲတမ်းဒီချက်တစ်ပတ်တွေဆိုရင်ပြောပါတယ်ဒီအဆင့်ကိုအမြဲတမ်းလောက်ကပါမယ်မေးလို့မရပါဘူး identify sum and product of original roots ပါ original roots alpha and beta ပေါ့နော်အဲ့နှစ်ခုရဲ့ sum ကိုရှာရပါမယ် product ကိုရှာရပါမယ်ကဲ sum ရှာဖို့အတွက် negative b by a ကိုသုံးပါတယ်အဲ့တော့ negative 4 by 2 so အဖြစ်က negative 2ရပါတယ်ပြီးရင် product ကကြောက်ဒီချက်တို့ c by a နဲ့တွက်ပါမယ် c by a ဆိုတော့3 by 2ပေါ့နော် decimal နဲ့ရေးလဲရပါတယ်ဒီတစ်ဆင့်ပြင်ကဲဒီချက်တို့ဘာလုပ်မလဲဒီတစ်ဆင့်ပြီးပြီဆိုလို့ရှိရင်နံပါတ် A ကိုစတွက်ပါမယ်နံပါတ် A ကသူက show that ပုံစံပေါ့နော် alpha square plus beta square equal to 1ဆိုတော့ကဲ alpha square plus beta square ကဒီချက်တို့က formula 3ရပါတယ်အဲ့တော့ alpha square plus beta 4ရဲ့ formula က alpha plus beta the whole square minus 2 alpha beta ပါ alpha plus beta နေရာမှာဒီချက်တို့က negative 2ကိုထည့်ပါမယ်အဲ့တော့ negative 2 the whole square minus 2 alpha beta နေရာမှာဒီချက်တို့ 1.5 ကိုထည့်လိုက်ပါတယ်အဲ့တော့ဒါကိုရှင်းလိုက်ရင်ဒီချက်တော့1ရတယ်ပေါ့ဒါဆို proof ဖြစ်သွားပြီနံပါတ် A ပြီးသွားပြီပေါ့နော်နောက်တစ်ခုကကြတော့ဒီချက်တို့ကနံပါတ် B နံပါတ် B ကကြတော့သူက alpha 4 plus beta 4ရဲ့အဖြေကိုရှာခိုင်းပါတယ် alpha 4ရဲ့ beta 4 formula ကိုလည်းဒီချက်တို့ကရေးလိုက်ပါတယ် alpha square plus beta square the whole square minus 2 alpha beta the whole square အဲ့တော့ alpha square plus beta square အကြောင်းဒီချက်တို့ကခုနကနံပါတ် A မှာရှာထားတဲ့1ကိုထည့်လိုက်လို့ရတယ်1 square minus 2 times 1.5 square ဒါဆိုဒီချက်တို့ရဲ့အဖြေက negative 7.2 ရပါတယ်ဒါဆိုနံပါတ် A နဲ့ B နဲ့ပြီးသွားပြီပေါ့နော်နောက်ဆုံးနံပါတ် C မေးခွန်းက found a quadratic equation with integer coefficient roots ကကြတော့ alpha 4နဲ့ beta 4ပေးထားတယ်ကဲအဲ့တော့ဒီချက်တို့က alpha 4နဲ့ beta 4ရဲ့အဖြေကိုရှာမယ် sum ကိုလည်းရှာမယ် product ကိုလည်းရှာမယ် sum ကကြတော့ဒီချက်ခုနကတော့နံပါတ် B မှာရှာခဲ့ပြီးတဲ့အဖြေ negative 7.2 ကိုအစားသွင်းလိုက်ရမှာပေါ့နော်ပြီးလို့ရှိရင် product ကြောင့်ဒီချက်တို့က alpha 4နဲ့ beta 4 multiply လုပ်မယ်ဒါဆိုလို့ရှိရင်သူက alpha beta the whole power 4ပေါ့နော်ဆိုသူ့ကိုဒီချက်တို့ 1.5 အစားသွင်းလိုက်မယ်ဆိုလို့ရှိရင်အဖြေက 81/16 ရပါတယ်ကဲ sum လည်းရပြီ product လည်းရပြီဆိုဒီချက်တို့ quadratic equation တစ်ကြောင်းရေးလို့ရပါပြီ quadratic equation ကပုံမှန်လိုပဲ x square minus sum x plus product equal to 0ပေါ့နော်ကဲအဲ့တော့ဒီချက်တို့က sum နေရာမှာ negative 7/2 ကိုထည့်မယ်ကဲအဲ့တော့ x square minus sum က negative 7/2x product က 81/16 equal to 0ပြီးရင်ဒီချက်တို့ကဒီ equation ကကြတော့ဒီချက်တို့က negative နဲ့ negative 7/2 ကပြီးရင် positive ဖြစ်သွားမှာเนาะအဲ့ဒါလေးကဒီချက်နောက်တစ်ကြောင်းကြမှာ positive sign ပြောင်းလိုက်မယ်ပြီးရင်သူက integer coefficient ရှာပါလို့ပြောတဲ့အတွက်ဒီချက်တို့ကဒီ equation တစ်ခုလုံးကိုဒီချက်တို့က denominator 2နဲ့ 16 ကိုဖျောက်ပြီးတော့ရေးမယ်ပေါ့เนาะပြီးရင် x square ရှိမှာနံပါတ်တစ်ခုဝင်လာလိမ့်မယ်เนาะအဲ့တော့ multiply the entire equation by 16 to obtain the integer coefficient အဲ့တော့ equation တစ်ခုလုံးကိုဒီချက်တို့က16နဲ့ multiply လုပ်လိုက်ပြီဆိုလို့ရှိရင် 16x square plus 56x plus 81 equal to 0 ရပါတယ်ဒါကတော့ဒီချက်တို့equation ရေးပြီးသွားပြီပေါ့နော်အဖြေလဲရပြီပေါ့အဲ့တော့ the quadratic equation with integer coefficient is 16x square plus 56x plus 81 equal to 0ပါဒီပု္ပ္ပစာမျိုးမြင်ရင်လည်းဒီလိုလေးတွက်ပေးလို့ရပါတယ်เนาะဒါဆယ်မှတ်တန်မိခွန်းပါ